မိုးကိုဆရာတော်ဘုရားကြီးဟောကြားတော်ဒီတဘဝနဲ့ကျွတ်တန်းဝင်ရသူဟုတ်မဟုတ်ဒီနာမည်ဒီတရားတော် သဝိတရားနာနေကြတဲ့သဘောဟာအိုင်နေတာဘုရုံလို့မေးလို့ရှိရင်ဖြင့်နာငါထိုင်းလေးယုတ်ကထိုင်းနေတယ်လို့မှတ်ရမှာထိုင်းတာဘုရုပါလိမ့်ဩဒါပြန်ခိုင်းသမားနဲ့လုံသမား2ယောက်သာရှိတယ်လို့မှတ်ကြမယ်ခိုင်းသမားနာလုံသမားယုတ်ခိုင်းသမားကအလုံသမားကဩဒါပြန်ကြရည်လားမိမတွေလားခိုင်းသမားနဲ့အလုသမားဆိုတဲ့နာယုံ2ပါးလားလို့မေးလိုက်ပါတယ်ခိုင်းသမားအလုသမားဆိုတဲ့နာယုတ်2ပါးပဲရှိတယ်လို့သုံးတဲ့ချက်ချကြပါဘောပါကောင်းပြီဒါဖြင့်ဒီနာယုံ2ပါးသာရှိပြီးဒီကလာနေတော့ဒီနာယုံ2ပါးကိုဘုန်းကြီးကမနေ့ကတရားဓမ္မတွေဥပဒနာရှုတတ်အောင်ဘယ်လိုသင်ခဲ့ကြလဲဆိုနာယုံတစ်ခုကိုဉာဏ်တစ်ခုနဲ့ကြည်လို့မနေ့ကမှားရန်တခါတည်းပေးထားနာယုံတစ်ခုကိုဉာဏ်တစ်ခုနဲ့ကြည်ပေးစမ်းပါလို့ပြောပြလိုက်နော်အဲ့တော့ကိုတဲ့ဒီနေ့တော့မနေ့ကတော့ဒါကြည်ပါလို့နာယုကပြောပါလိမ့်မယ်ဆိုပြီးမနေ့ကဥက္ကမောင်တို့ကိုပေးခဲ့နော်အဲ့တော့ဒီနာယုကပြောတဲ့အခါမှာတရားဓမ္မတို့ကြံကြံထန်ထန်ပြောမလားသိမ့်သိမ့်မွေ့မွေ့ပြောမလားဆိုတာလေးကိုယနေ့ဝေဖန်ရလိမ့်မယ်ကြံကြံထန်ထန်ပြောမလားသိမ့်သိမ့်မွေ့မွေ့ပြောမလားလို့ဆိုလို့ရှိရင်ဖြင့်ရုပ်ဆိုတာအတုံးခဲခြင်းမြင်နေသေးလို့ရှိရင်ဖြင့်အဲ့ဒါဒီကြံကြံထန်ထန်မြင်တာဖြစ်လေသောကြောင့်ကာရမတွေဒီနိဗ္ဗာန်ရောက်တဲ့အမြင်မဟုတ်သေးဘူးဟုတ်ကြရုပ်တိုင်းအတုံးခဲကြီးအဆိုင်ခဲကြီးမြင်နေသေးလို့ရှိရင်နိဗ္ဗာန်ရောက်တဲ့အမြင်မဟုတ်သေးပါဘူးဒါပြန်ယနေ့ရှင်းရမှာကနိဗ္ဗာန်ရောက်တဲ့အမြင်ကတော့ဓမ္မတို့ပြက်ပြက်ပြီးဒီကလာပျောက်ပျောက်သွားတာလေးတွေကိုမြင်ရမယ်နော်ရုပ်ဘက်ကလည်းပေါ်ပြီးပျောက်သွားတာလေးမြင်အောင်ကြည့်ရစိတ်ဘက်ကကြည့်ပြန်လို့ရှိရင်အဲ့ဒီသိမ်မွေ့တာမြင်အောင်ကြည့်ရဒါပြန်တပည့်တော်သိမ်မွေ့တာမြင်အောင်ကြည့်ဆိုတော့သူကဘုန်းကြီးကသိမ်မွေ့ခိုင်းတာမဟုတ်ဘူးသူသဘောကသိမ်မွေ့နေတာသဘောကသိမ်မွေ့နေတာကဖြစ်ပြီးပြောက်သွားတယ်ဖြစ်ပြီးပြောက်သွားတယ်ဆိုတော့ရုပ်ကလေးတစ်ခုကလည်းပူတဲ့ရုပ်ကလေးကလည်းတော့ချက်ပြောက်သွားအဲ့ဒီရုပ်ကလေးကတော့ချက်ပြောက်သွားအဲ့ဒါလေးညာနဲ့ကြည့်လိုက်တဲ့အခါကျတော့ကိုခုနကဒီနေရာပူတယ်အခုမရှိဘူးခုနကဒီနေရာအေးတယ်အခုမရှိဘူးခုနကဒီနေရာမှာရတဲ့စိတ်ကလေးပေါ်တယ်အခုမရှိဘူးခုနကကောင်းတဲ့စိတ်ကလေးဒီနေရာပေါ်လာတယ်အခုမရှိဘူးအဲ့ဒီအခုမရှိတာလေးကိုသူကသိမ်မွဲ့နေတော့ကိုကခုနကညာမပဲထိုးဖောက်နိုင်တယ်လို့မှတ်ရမှာဘယ်နဲ့ကြောင့်ညာကထိုးဖောက်ရပါလိမ့်မလဲညာမထိုးဖောက်နိုင်ပါလိမ့်မလဲလို့ဘုန်းကြီးဓမ္မတွေရှုပ်နေလို့ရှိရင်သိမ်မွေ့တဲ့တရားမို့ညာတစ်ခုပဲထိုးဖောက်နိုင်သိမ်မွေ့တဲ့တရားမို့ဘာတော့ဘာရင်းရာဒီနေ့ထူလာတာနော်သိမ်မွေ့တဲ့တရားနှစ်ခုဖြစ်နေသောကြောင့်ထူရင်းသည့်ညာနဲ့မှပဲရမယ်လို့မျက်လုံးနဲ့မြင်တယ်လို့မြင်မှာမဟုတ်ပါဘူးနားနဲ့ကြားတယ်လို့ကြားမှာမဟုတ်ပါဘူးနှာခေါင်းနဲ့ရှူလို့ရှဲလို့ရတယ်လို့ဒီလိုမဟုတ်ပါဘူးသူကသိမ်မွေ့နေတော့ညာတစ်ခုနဲ့သာလည်းရှုလို့ဖြစ်မှာပဲလို့ဒီနေ့မှတ်ကြတယ်နော်ဒါဖြင့်ယုတ်ကပြပြန်လဲသိမ်နေမှုကိုပြလိုက်ယုတ်ကပြပြန်လို့ရှိရင်ပျောက်ပျောက်ပြီးပြလိုက်သဘောကျနာငတ်ပြပြန်အဲ့တော့ပျောက်ပျောက်ပြီးပြသွားတယ်ဆိုတော့ဓမ္မတွေကညာနဲ့ကြည့်မှပဲဒီဥစ္စာပေါ်ပြီးပျောက်သွားပေါ်ပြီးပျောက်သွားတယ်လို့သိမှာပဲရှင်းမလားပေါ်ပြီးပျောက်သွားပြီပေါ်ပြီးပျောက်သွားပြီလို့သိလို့ရှိရင်ဖြင့်ရုပ်မှလည်းပေါ်ပြက်ပဲရှိပါတယ်ဖြစ်ပြက်ပဲရှိပါတယ်နာမ်မှလည်းရုပ်မှလည်းဖြစ်ပြက်ရှိနာမ်မှလည်းဖြစ်ပြက်ရှိတော့အဲ့ဒီဖြစ်ပြက်ကလေးတွေဆိုတော့ဘုရားတယ်တော့သိမ်မွေ့မှာပဲသဘောကျအဲ့တော့သိမ်မွေ့တာလေးမှန်ပြက်နိုင်ဖို့ညာကအရေးကြီးသိမ်မွေ့တာလေးကိုညာကအရေးကြီးတယ်တဲ့ဒါဖြင့်ရုပ်ဤဖြစ်ပြမှုကလည်းသိမ်မွေ့ပါကလားနိုင်ဖြစ်ပြမှုကလည်းသိမ်မွေ့ပါလားဒီပြင်မျက်လုံးနဲ့နားနဲ့နှာခေါင်းနဲ့လျှာနဲ့ကိုယ်နဲ့ကြည့်လို့ဖြင့်မြင်ဘူးဥက္ကမောင်တို့ရမှန်ပါပါဘု
ဒုရညာလေးနဲ့ကြည့်မှာပဲနော် မှန်ပါဗျာ ဒုရညာလေးနဲ့ကြည့်လိုက်တဲ့အခါကျတော့မြင်ပေဘူးလား မြင်ပါဗျာ အေးဒါဖြင့်အဲ့ဒီလိုမြင်လာလို့ရှိရင်ဖြင့်တရားဓမ္မတို့ကိုအမြင်မှန်ရဖို့ဝါယထဗုဒ္ဓဉာဏ်ရဖို့လို့ဆုံးဖြတ်ချက်ချပါ မှန်ပါဗျာ ပိန်မွေးတွေဖြစ်တဲ့ကလေးတွေမြင်လာလို့ရှိရင်နော် မှန်ပါဗျာ ရုပ်ကလည်းတိမ်နေမှုဖြစ်တဲ့ပြပြ မှန်ပါ နာငောင်း တိတ်တိတ်ကိုဖြစ်ဖြစ်ဗျာ အဲ့ဒါလေးကိုရုပ်ရှိတဲ့ပုဂ္ဂိုလ်ကရုပ်သိမ်မွေ့တာလေးဖြစ်ပျက်ကိုမြင်ပြီးနာမ်သိမ်မွေ့တာလေးဖြစ်ပျက်ကိုမြင်ပြီးဆိုမှဖြင့်ဩဒါဒီကားလို့ဆိုလို့ရှိရင်ဖြင့်မြင်မှန်ပဲလို့ဆုံးဖြတ်ချက်ချပြီးတော့ရုပ်ကလေးဖြစ်ပျက်သိမ်မွေ့တာမြင်ပြီးနာမ်လေးဖြစ်ပျက်သိမ်မွေ့လေးကိုမြင်ပြီး မြင်ပါဗျာ အမြင်မှန်ကိုပါဠိလိုသုံးတော့ဘုရားကယထာဘုဒ္ဓညာတရားဓမ္မတွေမှတ်ထားကြတော့အမြင်မှန်ကိုယ်တော်နဲ့ကိုနားလည်းတဲ့နည်းနဲ့မှတ်ထားမယ်ဆိုတော့ဘယ်လိုမှတ်ကြမလဲအမြင်မှန်ရပြီအမြင်မှန်ဆိုလို့ရှိရင်သမာဓိဋ္ဌိသမာသင်္ကပ္ပဟုတ်လားသမာဝါယမသမာတတိသမာသမာဓိဆိုတဲ့မဲ့ခင်၅ပါးနဲ့မြင်တာဟောကြ ကြပါ မြင်မှန်ရတာရှင်းရ ရှင်းပါ အမြင်မှန်ကမဲ့ခင်ဘယ်နှပါးပေါင်းပြီလို့မြင်ပါလိမ့်အားဒါဖြင့်ဘောင်းတို့ရယထာဘုဒ္ဓဉာဏ်သိကြလိုက်တာဥပါရင်ယထာဘုဒ္ဓဉာဏ်သိကြလိုက်တာ သိပါ ဟုတ်တယ်မှန်စွာမြင်တာဟုတ်လားသူကသိမ်မွေ့လို့သိမ်မွေ့တာကိုမြင်တယ်ဆိုတော့ဟုတ်တယ်မှန်စွာမြင်တယ်လို့ဥက္ကမောင်တို့ကသုံးဖြတ်ချမှာ မှန်ပါဗျာ သိမ်မွေ့တာကိုသိမ်မွေ့တော့မြင်တယ်ဆိုတဲ့ကဓမ္မတို့ကအမြင်မှန်လေးဘူးလားဒီဉာဏ်ပညာခေါ်ကြအဲ့ဒီဉာဏ်လေးကိုရလို့ရှိရင်ဖြင့်ဘုန်းကြီးကပဲသုံးဖြတ်ချပေးပါမယ်ဒီဓမ္မတွေဟာဒီဘုရားကိစ္စပြီးမဲ့ဓမ္မတွေပဲဒီဘုရားကိစ္စပြီးမဲ့ဓမ္မတွေပဲလို့သုံးဖြတ်ချလိုက်တယ် မှန်ပါဗျာ တိဟိတ်မှမြင်တာဟုတ်ရဲ့ မှန်ပါ ရှင်းမလား ရှင်းပါ အဲ့တော့ကိုဟာဒီဘုရားကိစ္စပြီးမဲ့မပြီးလို့ဆိုတာကိုသူများမမေးပါနဲ့ရုပ်ကလေးတို့ဤဒီနေရာပူတာလည်းမရှိတာသိဘူးရုပ်ကလေးတို့ဤတောင်းနေတာလေးဟာဖျက်ဆိုတောင်းနေတာလေးပျောက်အေးဒါလေးအေးတဲ့နေရာမှာပဲဒီနေရာလေးပျောက်သွားအဲ့ဒီလိုသိမ်မွေးတာလေးမြင်လို့ရှိရင်ဒီဘုရားပြီးအိမ်မှာမြင်နိုင်တယ်ဆိုတာကိုသဘောကျ ကြပါဗျာ ဒီမိကဘယ်လိုပဲအပေါင်းအထုမမြင်မှုသူကပါမီဖြစ်မရအပြင်ဒီအိမ်မှာမြင်တယ်ဆိုတာရှင်းတတ်ကြ ဒီလိုပါဗျာ ဒါပြန်သိမ်မွေးတာကိုဘယ်သူမှမြင်နိုင်ပါလိမ့် ဒီဒီပါဗျာ ဒီအိမ်ဆိုတာညာဒီညာနဲ့မှမြင်မယ်လို့ခမောင်တို့သုံးရချက်ချပေးတာပဲ မှန်ပါဗျာ အဲ့ဒီလိုမြင်ပြီးတော့ရုပ်ကလေးတွေလည်းဗျာအထက်မရှိဘူးဗျအထက်မရှိဘူးဗျဒီနေရာဘုန်းကအေးရုပ်ကလေးတော့ပေါ်တာပဲဗျအေးရုပ်ကလေးပြတ်ပေါ်တာပဲအထက်တော့တပည့်တော့မတွေ့ပါဘူးပေါ်တော့ကလည်းအထက်မရှိပါဘူးအေးတာလေးသဘောလေးပဲပေါ်တယ်နောက်ဒီသဘောလေးပဲပျောက်သွားတယ်ဗျဆိုလို့ရှိရင်အဲ့ဒီလိုမြင်လို့ရှိရင်ဖြင့်ဒါရဓမ္မလို့ဒီလိုဆုံးဖြတ်ချက်ချကိုဒီလိုဆုံးဖြတ်ချက်ချခိုင်းတာကတခြားကြောင့်မဟုတ်ပါဘူးဓမ္မတွေဒီဘုရားကိစ္စပြီးမဲ့ပုဂ္ဂိုလ်ကိုဒီမြင်တာလို့မှတ်ပါဘယ်လိုဆိုကြ ဒီဘောပါဗျာဒီဘောပါဗျာ ဟိုဟာဘယ်ရေးကြည့်ပါလဲ ဒီပါဗျာ အဲ့တော့မိမိဒီဆရာဘုန်းကြီးကလည်းဟောနေတယ်မိမိတို့ကလည်းနေတိုင်းပဲကျိုးစားကြတယ်ဟာဒီငါကုသိုလ်ဖြစ်ုံနဲ့ဒီဘုရားပြီးမှလားဒီဘုရားရင်မဲ့ငါဒီကားလို့ဆိုလို့ရှိရင်ဖြင့်ဒုက္ခကသိငြိမ်းမှလားညာကိုမမင်းနဲ့ မှန်ပါဗျာ ဒီမြင်ရလို့ရှိရင်ဖြင့်ဒီဘုရားဒုက္ခကသိငြိမ်းမဲ့ဘဝဒီလိုကိုဆုံးဖြတ်ချက် မှန်ပါဗျာ ဟောဒါရေးကြည့်တဲ့ဆုံးဖြတ်ချက်ချပေးနေတာဗျ ဒီပါဗျာ အရေးကြီးတဲ့ဆုံးဖြတ်ချက်ချပေးနေတဲ့ဓမ္မတို့ဘောဝတ္တန်နဲ့မမှတ်နဲ့နော် မှန်ပါဗျာ သိမ်မှုတဲ့ဖြစ်ပျက်ကလေးတွေမြင်လို့ရှိရင်ဒီပုဂ္ဂိုလ်ကိုကိုယ့်ကိုယ်ကိုဘယ်လိုဆုံးဖြတ်ချက်ချမလဲ ဒီဘောပါဗျာ ဒီဘဝဒုက္ခကသိငြိမ်းဒီဘဝနိဗ္ဗာန်ရမယ် မှန်ပါ ဘယ်နဲ့ရောက်ရနိုင်ပါလိမ့်မလို့ဆိုတော့တိဟိဖြစ်ထင်ရှားလို့ မှန်ပါ ဘယ်လိုပါလိမ့် ဒီဒီပါဗျာ တိဟိဖြစ်ထင်ရှားလို့ဆိုတော့အဲ့ဒါကိုယ့်ဟာကိုယ်ကျွတ်တမ်းမှာဘဝကျွတ်တမ်းမှာဘဝဟာဒီမြင်ကသက်သေခံပါလိမ့်မယ်ကျမ်းမလား ဒီပါဗျာ ကိုကျွတ်တမ်းမှာမမွန်ဘူးဆိုတာဟိုဘယ်ရင်ဆရာလည်းသွားမင်းနဲ့အခုဒီပြင်ပြကြလိမ့်မယ်ကျန်တဲ့ပေတဲ့တွေလည်းသွားမမင်းနဲ့ဟုတ်လားဥပါရမေလွဲမှာပေါ့ မှန်ပါဗျာ မလွဲပဲဘူး မှန်ပါဗျာ ကိုယ်ညာနဲ့ကိုယ်ဆုံးဖြတ်ချက်ချမှာ မှန်ပါ ဟုတ်ကဲ့မောင်သူများသွားမေးလို့ခင်ဗျညာဘယ်လိုသိမှာ မှန်ပါဗျာသိတယ်ပါ မသိနိုင်ဘူးတဲ့အဲ့ဒါကြောင့်ဘုန်းကြီးတို့ဓမ္မတွေယနေ့တရားတွေမနေ့ကသူနည်းတော့ဒါယုံနာကိုပဲရှုပါလို့ပြောတယ်ယုံနာဘယ်လိုမြင်မှ
တိရတဲ့ကားလို့ဆိုလို့ရှိရင်ဒီဘဝကိစ္စပြီးမဲ့ပုဂ္ဂိုလ်လို့ဆုံးဖြတ်ချက်ချမှာတော့ဆိုတော့ဝိရဖြစ်ပြမြန်လို့ရှိရင်ဖြင့်ယောဂီဖြစ်ပြမြင်မြင်နိုင်ဖြစ်ပြကိုပဲမြင်တာမြင်ငါဖြစ်မြင်ပြီဒီဘဝဒီပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ဆက်လို့ရင်ဖြင့်ကျွတ်တန်းဝင်မှာဖြင့်အလုကသက်သေခံပါဘောလို့ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ပြီဘယ်သူမှမေးမနေနဲ့ မှန်ပါပါ မေးရင်မှားမယ် မှန်ပါပါ မေးရင်မှားမယ်တရားဓမ္မမေးရင်တွေးလုံးချလုံးနဲ့ပြောမှာဘူးဗျ မှန်ပါပါ ဒါကကိုယ်တိုင်ဒီတွေ့ကိုဆုံးဖြတ်ချက်ချပေးတဲ့ဆရာသမားနဲ့လည်းတွေ့ပြီဆိုတော့ဆရာသမားပြောတဲ့အတိုင်းတပည့်တွေလို့ဖြင့်ဒီတိုင်းမြင်ပါဗျာလို့ဆိုလို့ရှိရင်ဖြင့်သုံးလပရိယမလျှော့ဘဲနဲ့ချိန်မှန်လေးထားတဲ့ပြီးကြိုးစားလိုက်လို့ရှိရင်ဖြင့်ဒီဘဝဒီသမဉ္ဇဘဝမဟုတ်ပါလားဒုက္ခခတ်သိငြိမ့်မဲ့ဘဝဝါနိဗ္ဗာန်ရောက်မဲ့ဘဝဟာအလုကပြောနေပါဘောလားလို့ဆုံးဖြတ်ချက်ချက်ပြမလားဘယ်သူကပြောတာပါလဲအလုကပြောဒါဖြင့်ဒီများပြောနဲ့အလုပြောဘယ်ဟာကိုခင်ဗျားတို့ကအယုံကြည်ပေါ်ရမှာတော့အဲ့ဒါဖြင့်အလုလို့ကြည်မှပြောလိုက်ပြမလားသူလည်းတောင်းနေုံနဲ့တော့ဖြင့်ဒါကိုတောင်းဆုံးဖြတ်ချက်မချနိုင်ဘူးသူတောင်းတာကဘယ်တော့မှရမယ်ဆိုတာလဲဖြစ်စေဆိုရဖြစ်တာမျိုးမဟုတ်တော့ဘုကမောင်ခက်ပါ မသိခဲ့ပါဘူး ဟမ်ဘယ်ပဲဖြစ်စေဆိုလို့ဖြစ်မယ်ဆိုလေထုံးတာမရှိဘူးရှိကြရလားမရှိပါဘူးသဘောပါကြ ပါပါဗျာ ဒါဖြင့်ကိုအကြောင်းကိုသိအောင်ဘယ်ဓမ္မတွေစမ်းတာပေါ့ဘယ်လိုကြမ်း သာပါဗျာ ဖြစ်ဖြစ်ရှိစမ်းကြည့်ရရုပ်ပေါ်မှာတွေ့လဲဒီငါတိပဲကိုကတောင်းမှာပဲနာလေးဖြစ်ဖြစ်ကိုရှုစမ်းကြည့်လိုက်သူလည်းတွေ့တာပဲစိတ်တရားလေးမရှိတာသိလိုက်တာပဲဒီသိလိုက်လို့ရှိရင်ဖြင့်ဓမ္မတို့ဒီဘဝจิตတမ်းမှာအဖြစ်ကိုညာနဲ့ကိုခန္ဓာနဲ့ကပဲပြောနေကိုခန္ဓာကလည်းဖြစ်ပြတယ်ကိုညာကလည်းမြင်ပါတယ်လို့ပြောနေတော့တရားမရှာပါနဲ့တော့တဲ့ဘုရုမှလိုက်ပြီးစုံစမ်းမနေပါနဲ့တော့ကိုရေးဟာပြီးမဲ့အရေးလို့သာဆုံးဖြတ်ချက်ချပါ မှန်ပါပါ ဟုတ်လား ဟုတ်ပါဗျာ ဒါဖြင့်ဒီရေးဟာသေးကိုမမှတ်ပါနဲ့လို့ပြောလိုက်တယ် မှန်ပါဗျာ သေးကိုမမှတ်ပါနဲ့လို့ဓမ္မတွေကိုလေးလေးနဲ့ပြောလိုက် မှန်ပါဗျာ အိဗံရပါလို့ဤဆိုတဲ့ဥစ္စာကိုဘုန်းကြီးတောင်းမခံနိုင်ဘူးဒီဟာနဲ့ဆင်ရလိမ့်မယ်လို့တောင်းခံအိဗံရပါလို့ဤလို့ဓမ္မတွေစိတ်ကောင်းနေလို့ရှိရင်ဖြင့်ဘယ်တော့ရလိမ့်မယ်လို့ဘုန်းကြီးကမပြောနိုင်ဘူး မှန်ပါဗျာ ပြောနိုင်မှာ မှန်ပါဗျာ ဒီဟာမြင်လို့ရှိရင်ဓမ္မတွေဒီဘုရားဇတ်သိမ့်လိမ့်မယ်လို့ပြောနိုင်အဲ့တော့ကိုဘုန်းကြီးကလည်းဘုရားသခင်ကိုရမကြီးဟောတာတွေကိုဥရိယဗျာညာမှာခရီးပေါက်ရင်ကိစ္စနေရာကြပါလေလို့ပြောထားတာနဲ့သမဝရပါဠိတော်မှာလည်းအကိုးကားတွေကလုံလောက်ဘုရားကဟောထားတာရှိတာနဲ့ဓမ္မတွေကိုသူတို့ဟာကိုယ့်အတွက်တော့ဖြင့်ဘယ်ချိန်မှဆိုစဉ်းစားကြမှာပဲငါဒီကားလို့ရှင်ဘာများဖြစ်မှာပါလိမ့်ဘယ်လိုများနဲ့နိဗ္ဗာန်ညမှာရပါမလားမရရင်ဘယ်လေးပါများသွားနေကြလိမ့်ဦးလားဒီလိုတန်တရားတွေရှိမာတွေကိုဘုန်းကြီးကမြင်တဲ့အတွက်ဓမ္မတွေကိုစစ်ဆေးလိုက်သူများမစစ်ဆေးနဲ့ဟုတ်ပါလားဟုတ်ပါရဲ့စစ်ဆေးလိုက်ဆိုတော့ဒီပေါ်လာတဲ့ဥမာမခင်ရတဲ့စဉ်းစားကြည့်ပါကိုယ်လက်မောင်းလေးတစ်ခုကိုညာလန်ဘယ်လက်မောင်းလေးတန်းထားဓမ္မတွေနော်လက်ညှိုးလေးနဲ့လက်သေးလေးနဲ့ချစ်ကြည့်သမှာတဲ့ချစ်ကြည့်တော့ပထမအစပြီးချက်လိုက်လက်သေးလေးနဲ့ချစ်ဆွဲသွားတဲ့ခါကျတော့နာယုတ်ကလေးတွေကဓမ္မတို့ထိတဲ့နေရာပေါ်လိုက်မထိတဲ့နေရာပေါ်ပြီးပျောက်သွားရှေ့ထိတဲ့နေရာဆက်ပေါ်နောက်ကပျောက်လိုက်ကြည့်ဘူးလားရှိပြီပါဗျာဒါလေးကားလို့ရှင်ဘယ်လိုပျောက်ပါတာပါလိမ့်မလို့ဆိုလို့ရှင်ဖြင့်ဒါလေးတွေကနာတဲ့နံလေးတွေပျောက်သွားတာရဘူးလားရပါဘူးလို့ရှုကြည့်စမ်းပါတဲ့ဒါလို့ရှုကြည့်စမ်းပါခင်ဗျားတို့ဒီလက်ညှိုးလေးနဲ့လက်မောင်းလေးတန်းတဲ့ဘေးကလည်းဆွဲကြည့်ပထမချတဲ့နေရာနာဒီရှင်းနာဆွဲသွားရင်သူရှိသေးရဲ့ဒီနေရာရင်ပေါ်ဒီနေရာရင်ပြောက်တယ်ရှေ့မလိုက်ဘူး မလိုက်ပါဘူး လိုက်သေးရလား မလိုက်ပါဘူး အနေကနေရှေ့ဆွဲသွားတဲ့နေရာလဲရှေ့ပို့ဆွဲလိုက်ပြန်တော့ခொနဲ့ကမူလရှေ့ကလေးဟာကရှိသေးရဲ့ မရှိပါဘူး ပြောက်သွားတာ မှန်ပါ ပေါ်တော့ကလည်းဒီနေရာပေါ်တယ် မှန်ပါ ပြောက်တော့ဒီနာလုံးလေးဟာလေနာစိတ်ကလေးဟာ မှန်ပါ ဒါမပြင်းဘူးလို့ဆိုရမှာလားဟောဒီနေရာနာတယ်ဟောဒီနေရာမရှိဘူးဟောဒီနေရာနာပြန်ပြီဒီနေရာမရှိပြန်ဘူးကိုယ်ကိုယ်တိုင်စစ်ဆေးမင်းမြန်ပြီကာလလှုပ်ရှုကြည့်တောင်မှပဲဖြစ်ပြီးပြက်နေတယ်ဆိုတာသိကြပါတယ် မှန်ပါ ညင်ကြပါလား ကျင်းပါလေ ညင်ပြီတဲ့တခါ
အဲ့ဒီတော့တွေးလုံးနဲ့ပဲဉာဏ်ဆိုတာတွေးလုံးကြီးပဲမှားရမှာနော်ဉာဏ်ဆိုတာတွေးလုံးကြီးပဲတဲ့မနောကံတွေကိုဥပါဒေလို့ရတွေးလုံးကမစွန်နိုင်ဘူးလားတွေးလုံးတက်ပါပဲတဲ့အဲ့ဒါကြောင့်အနံ့ကလေးနံတယ်ဒီနံလေးနံတဲ့အခါဒီဟင်းလေးစားကြံလိုက်တာစားကြံလိုက်တာဆိုပြီးစားကြံတဲ့ဟင်းလေးစားကြံလိုက်တာစားကြံလိုက်တာဆိုပြီးစားကြံတဲ့စိတ်ကလေးကပျောက်သွားဟုတ်ဘူးလားမှန်ပါသွားတောင်းမယ်ဆိုတဲ့စိတ်ကလေးရတယ်တောင်းလို့ရှိသေးရဲ့သွားတောင်းကျင်တာလေးကဒီနေရာတောင်းကျင်တာသွားတဲ့ခါကျတော့သွားစိတ်သာရှိတယ်တောင်းစိတ်မရှိဘူးမှန်ပါပါပြက်ဘူးလည်းပြက်ပါပေါ်ကောင်းပေါ်ဘူးလားပေါ်လည်းပေါ်တယ်ပြက်လည်းပြက်တယ်ဆိုတဲ့အဓိပ္ပာယ်ကကောင်းကောင်းကြီးရှင်းလင်းနေတော့ဓမ္မတို့ဒါလေးတွေကိုခင်ဗျားတို့ကဖြစ်ပြီးပြက်တဲ့တရားဆိုတာဆရာပြောလားတဲ့ယုံနာကပဲပြောနေသလားယုံနာကပြောနေဓမ္မတွေရှင်းမလားဘယ်သူကပြောပါလဲယုံနာကပြောနေတော့ကိုယ်ယုံနာလို့ပဲဆိုရမလားဖြစ်ပြယုံနာလို့ပဲဆိုကြမှာဖြစ်ပြယုံနာလို့သိနေတဲ့ကိုယ်ယုံနာမဟုတ်တာကဘုန်းကြီးကဖယ်စရာမလိုတော့ပါမှန်ပါငါကငါဟာတော့မဟုတ်တော့ဘူးဖြစ်ပြနေတာသာဟုတ်ငါကငါဟာကဘာကဟုတ်ပါတယ်တော့သိဖို့တတ်မှာလားဟမ်ဒီတလုံးနဲ့ပဲတရားဓမ္မတော့အများကြီးဖို့တန်တော့ပြီကိုယ်ယုံနာမဟုတ်ဘူးဘာပါလဲဖြစ်တဲ့ယုံနာပဲဆိုတော့ဖြစ်တဲ့ယုံနာဟာပါဠိလိုသုံးရင်နှိစ္စယုံနာမြန်မာလိုသုံးရင်ဖြစ်တဲ့ယုံနာပါဠိလိုသုံးရင်မြန်မာလိုသုံးရင်ဒါပြန်ဒီဖြစ်တဲ့ကိုပင်လေတဲ့ကိုယ်တိုင်ညာလင်းနဲ့တွေးပြီးဒီကလာရှိလိုက်တဲ့အခါကျတော့ကိုယ်ယုံနာမဟုတ်ကြောင်းကိုယုံနာကပြောပါကလားဆိုပြန်ကြယုံနာပြောပါကိုယုံနာမဟုတ်ကြောင်းကိုယုံနာမဟုတ်ကြောင်းကိုယုံနာကပြောတယ်ကျုပ်ခမည်းတော်ကအလကားကျုပ်ကိုပိုင်ပြည့်စည်ရဲ့လို့ခမည်းတော်မထင်လိုက်ပါနဲ့ကျုပ်ပင်ကိုသဘောကဖြစ်ပြပါလို့ပြောဘယ်လိုများပြောပါဖြစ်ပြလို့ဘင်္ဂလောကဖြစ်ပြလို့ပြောနေပါရဲ့သားနဲ့ဒကာဓမ္မတွေကကြက်ကန်းဆိုပြီးဒါနာပဲတော့မလုပ်ထိုက်ဘူးလုပ်ထိုက်ပါမလုပ်ထိုက်ဘူးဖြစ်ပြနေတာမှန်ပြောပါရဲ့သားနဲ့ဒါနာပဲလို့ဆိုလို့ရှိရင်ဖြင့်ခင်ဗျားတို့ငါဆွဲတဲ့အချိန်မှာဟိုမှာမရှိတော့ဘူးမှန်ပါပါဟုတ်ဘူးလားမှန်ပါပါခင်ဗျားတို့ငါဆွဲတဲ့အချိန်မှာဖြစ်ပြကရှိသေးရဲ့မရှိပါဘူးဒါဖြင့်မရှိမှမစားကျင်တဲ့ဒကာဓမ္မတွေမရှိတာငါဟာလို့ပြောနေတာတော့လောကရည်ရကောင်းတာပဲရှိမယ်မရှိပါဘူးဟမ်ဘာပြောနေတာလဲမရှိတာငါဆိုတော့ဗဇက်ကထွက်ကြတယ်ဘူးပဲဗျမရှိတာငါတော့ဥက္ကံရောထွက်ရမလဲဆိုပါဒီလိုကမကြဘူးလားဒါဖြင့်ယုံနာကဘယ်လိုပြောကြတော့လို့ဆိုလို့ရှိရင်ဘယ်လိုဖြေကြဖြစ်ပြလို့ပြောတယ်ဖြစ်ပြလို့ပြောနေတဲ့ကခင်ဗျားတို့ကငါဝင်မရှုပ်စီနဲ့တော့မှန်ပါပါဖြစ်ပြတဲ့ငါမရှုပ်စီနဲ့မှန်ပါပါဘယ်လိုဆုံးဖြတ်တယ်ဖြစ်ပြတဲ့ငါမရှုပ်စီနဲ့မှန်ပါပါငါရှုပ်လိုက်စီနဲ့ပဲတဲ့မရှိတာငါဟာပဲဆိုတော့ထွက်လာလိမ့်မှန်ပါပါဖြစ်ပြတဲ့ငါရှုပ်လိုက်ရင်မရှိတာငါဟာမယူပါနဲ့ဗျာဟမ်သူပါအောင်ယူလို့တော့ပါမရှိတာငါပဲဆိုတဲ့စကားလောကသုံးစကားကိုဟုတ်ကြလားကျန်တာငါဆိုရင်ဖြင့်လောကသုံးရပါတည်းမရှိတာငါပဲဆိုရင်တော့မသုံးပါဘူးအဲ့ဒါခင်ဗျားတို့ကလောကသုံးတယ်လည်းမဝင်တော့ဒါဒီစိတ်မနှံ့တဲ့ပုဂ္ဂိုလ်ရေသုံးဖြစ်ဖြစ်ဟုတ်ဘူးလားစိတ်နှံ့တဲ့ပုဂ္ဂိုလ်ဆိုရင်ဖြင့်ခင်ဗျားစီဒီသုံးပါမသုံးပါဘူးခိုင်းတာဖြင့်မသုံးပါနဲ့ဆိုတဲ့စကားလေးဟာလေဒကာဓမ္မတွေကသေးသေးတွေ့တယ်မမှတ်ပါနဲ့မှန်ပါဗျာမသုံးပါနဲ့ဆိုတာငါဖြုတ်ခိုင်းနေတာမသုံးပါနဲ့ဆိုတာဘာလဲငါဖြုတ်ခိုင်းနေတာဗျာကျဘုန်းကြီးကဖြုတ်ခိုင်းလို့ဖြုတ်ရတာလည်းမယူလိုက်နဲ့ယုံနာကမင်းတို့ကမဟုတ်ဘူးလို့ပြောနေလို့ကိုဖြုတ်လိုက်ရရမလားယုံနာကဘယ်လိုပြောရဖြစ်ပြပါကွာဖြစ်ပြီးပြက်တာပဲတဲ့မင်းတို့နဲ့ဘာမှမဆိုင်လို့ဖြစ်ချင်းဖြစ်လိုက်တာပဲပြက်ချင်းပြက်လိုက်တာပဲမင်းတို့ကဒီသူ့သဘောနဲ့သူဖြစ်ပြီးသူ့သဘောနဲ့သူပြက်နေတဲ့သဘောလေးကိုမင်းတို့ကအရကားနေရင်အရန်ဆိုကြက်ကန်းဆိုလိတ်ကန်းဆိုဆိုသလိုဟုတ်လားကျနာဆိုဆိုသလိုမင်းတို့ကငါကောင်ငါဟာတော့လုံးမနေပါနဲ့ကျမလားလှုပ်ရှားတော့ပါရလားမပါပါဘူးတရားဓမ္မတို့မပါကြောင်းဘယ်သူကပြောဆိုဒါယုံနာကပြောတော့ကိုငါကောင်ငါမဟုတ်ကြောင်းခင်ရှားလိုက်တာတဲ့ညာနဲ့ဆုံးဖြတ်ချက်ချလိုက်
ဆုံးမဲ့ချာမှန်ပါဒါဖြင့်ယုံနာငါတရားဉာဏ်ငါတရားဖြစ်ဘူးလားယုံနာငါသူဘောနဲ့သူဖြစ်ပြနေတယ်ဉာဏ်ငါလည်းသူဘောနဲ့သူကိုဖြစ်ပြနေတာလေကိုကအော်ငါမဟုတ်တဲ့သဘောလေးပေါ်လိုက်တာလို့ဉာဏ်ငါဆုံးမဲ့ချာမချပဲဘူးအဲ့ဒီကတော့ဉာဏ်ငါဆုံးမဲ့ချတော့ကိုတဲ့ဘယ်ရိပဲကြောင့်တက်ရောက်သွားသလုံးဆိုလို့ရှိရင်ပရာတော်ဆိုတဲ့တော်လေးတွေအခါလေးရောက်ပါတယ်ရောက်လာပြီဟုတ်ပါပြီပရတော်သူစိမ့်ပင်ကအဖြစ်ရှုရမှာဟုတ်တယ်မှန်ပါယုံနာနေဖြစ်ပြနေတာသူစိမ့်ပင်မှာသူသွားနဲ့သူဖြစ်ပြီးသူသွားနဲ့သူပြက်နေတာကိုဒီစိမ့်ဖြစ်နေတာကိုလို့ဆိုတာမသိရဘူးသိရပါဘူးပရတော်ဆိုတဲ့နတ္တညာကမရဘူးလားရှုတဲ့ညာလေးကပရတော်ဒါသူစိမ့်ပင်မှာလေးပဲလို့ညာလေးကဒီလိုအတန်ထွက်မလာဘူးမှန်ပါပါဒီလိုတန်ထွက်လာတဲ့ခါကျတော့ကိုတဲ့ခုနကငါကောငါဟာဆိုတဲ့ဒိဋ္ဌိတွေတဏှာတွေဘယ်နဲ့နေလဲဒိဋ္ဌိတဏှာပြုတ်သွားတယ်ဆိုရင်ဒိဋ္ဌိတဏှာပြုတ်တော့ဥပါဒံပြုတ်တော့ကံပြုတ်ဇာတိပြုတ်ဇရာမရဏပြုတ်ပေးဘူးလားပြုတ်ပါဗျာတယ်လည်းဖုတ်တတ်မှာတတ်ပါဗျာခင်ဗျားတို့ယုံနာကိုအမြန်မှန်တပည့်တို့သုံးပြချက်ချပေးစမ်းပါဦးတပည့်တို့အမြန်မှန်ဟာဘယ်လိုအခြေအနေရောက်မှအမြန်မှန်သည်သစ္စာကြီးဖြစ်ပါသလဲလို့မေးတဲ့အခါကျလို့ရှိရင်ဖြင့်သိရှိရဒကာဓမ္မတို့လေတိုက်နေတဲ့အခါသက်ပင်တွေကမလှုပ်ကြဘူးဟုတ်ပါဘူးဒီကနေကြည့်လိုက်ကိုယ်အိမ်နဲ့လည်းဝေးကြီးလေတိုက်လို့လှုပ်သူ့လေနဲ့သူ့အရွက်နဲ့တိုက်ပြီးလှုပ်နေတာကိုနည်းတော့မြင်ရပါဘူးမြင်ပါပါလေကလည်းတိုက်တယ်သိရတွေကလည်းလေကလည်းတိုက်တယ်သိရကတွေကလည်းလှုပ်ဓမ္မတွေကကိုယ်အိမ်နဲ့လည်းဝေးကြီးကိုယ်ရနဲ့လည်းဝေးကြီးဖြစ်တော့ဒါသူ့သဘောပဲကိုမထားနိုင်ဘူးသူ့သဘောပဲထားလိုက်တော့ကိုယ်နဲ့မဆိုင်တာအထင်ရှားတယ်သင်ရှားဘူးလားဒီမှာလေယုံတန်ကဖြစ်ဖြစ်ပြနေတယ်ခုနကလေတဲလို့သစ်ပင်လှုပ်တယ်လို့ကိုယ်ခန္ဓာကိုယ်ကြီးပြီးဒါသူ့သဘောပဲကိုယ်နဲ့ဘာမှဆိုင်ဘူးလို့ဒီတိုင်းမြင်ရဒီမြင်ဆိုင်ပရာတော့ကြိုက်ပြီဒီမြင်မှန်ဆိုင်ပရာတော့ကြိုက်ပြီဓမ္မတို့ပရာတော့ဆိုတော့သူစိမ့်မြင်မှမြင်တယ်လို့မြင်ရမှာဘူးပြမလားဘယ်လိုမြင်ရမှာပါလဲလုတ်တရားပြောရတော့ခပ်ဖြည်းဖြည်းနဲ့သင်္ဃာမပြောနေရတယ်ဒီဆိုင်ကအမြင်မှန်ရအောင်ပြောနေရအမြင်မှန်ရအောင်ပြောနေရတာတဲ့အဲ့ဒါဓမ္မတို့မိမိနဲ့အတူတကွညာရှိမှရောက်လာတဲ့ယုံနာကိုသစ်ပင်လှုပ်တာဒီဘာမှကိုကကြောက်လည်းမကြောက်ဘူးဝမ်းလည်းမကောက်မှန်ပါသစ်ပင်တို့ကဒီလှုပ်ပြီးလေတဲ့လှုပ်နေတဲ့အဝေးမှာရှိတဲ့သစ်ပင်လှုပ်နေတယ်ကြောက်သေးရလားမကြောက်ပါဘူးဗျာဘုံကသာသေးရလားဗျာဘာဖြစ်တယ်လို့ဆိုတော့သူကသူဖြစ်ပြီးသူကသူလုံနေတာပဲဆိုတော့ဒါစိမ့်သဘောကြည့်တာပါမှန်ပါဘုဒ္ဓပင်လေးဆိုရင်တော့ကျိုးမှချွေးနေမှန်ပါဘုဒ္ဓပင်ကမဟုတ်ဘူးဘေးမှာခါဝေးမှာရှိတဲ့သစ်ပင်ကိုကြည့်ရအဲဒီတနာကလည်းဟိုကြောင့်ကတ်ဒီကြောင့်ကတ်တော်တော်များတယ်ဒါဖယ်ပြောနေရတာမှန်ပါဖယ်မပြောနဲ့မရဘူးကိုယ်ရင်ရတဲ့ပင်လုံနေအကျိုးများလည်းရင်လာရင်လာမှန်ပါဟုတ်လားသူကဘာမှမဆိုင်တဲ့သစ်ပင်လုံနေတဲ့ဥစ္စာကိုဘာမှမဆိုင်တယ်လို့ဒီကနေတတ်ရသစ်ပင်ကတော့ကိုယ်နဲ့ပါဆိုင်ကြီးတဲ့ပုဂ္ဂိုလ်ကတော့ဘာမှမဟိုမသစ်ပင်ကလည်းဘာမှမဆိုင်တဲ့သစ်ပင်ကြီးတဲ့ပုဂ္ဂိုလ်ကလည်းမျိုးလုံးအောင်ရောက်လို့ကြီးလိုက်တာပဲရှိဘာမှကြောက်ချင်းမရှိဘူးစိုးရိမ်ခြင်းတော့မရှိပါဘူးအဲ့ဒီလိုမိမိခန္ဓာမှာကြောက်ချင်းစိုးရိမ်ခြင်းကင်းပြီးဒီကလာသစ်ပင်လှုပ်တယ်လို့သူ့ဟာသူဖြစ်ပြနေတာကိုဒီကနေကြည့်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဒီဥစ္စာငါပြုတ်တဲ့အမှန်ငါပြုတ်တက်ကာရီပြုတ်တဲ့အကြည့်ပဲဒီသမီးချက်ပြုတ်တဲ့အကြည့်ပါအဲ့ဒါတက်ကာရီဆိုတာတဏှာပဲတဏှာနဲ့ဒိဋ္ဌိတွဲနေတာပဲဥပါဒင်ဟေးအဲ့ဒါတဏှာဒိဋ္ဌိချုပ်တဲ့ကြည့်ပေါ့ဗျာမှန်ပါဗျာတဏှာဒိဋ္ဌိချုပ်တော့ဥပါဒံရောချုပ်ပါဗျာကံတွေရောချုပ်ပါဗျာလာရကံဇတိဆိုတာမရဏတွေချုပ်ပါဗျာဒါဒီကားလို့ဆင်ဖြင့်ဒဇိမ့်ကြီးကြည့်နိုင်တဲ့စွမ်းရည်တတ္တိယယုံနာပေါ်၌ဒဇိမ့်မြင်တဲ့အမြင်ဟာအမြင်မှန်လို့ဆုံးဖြတ်ရချက်ဘာကြောင့်လဲကနာဥပါဒံကံချုပ်လို့ကျမ်းမလားသိတတ်ကြပါလားသိပါပါဒါဖြင့်တရားဓမ္မတွေကတော့နည်းနည်းနှုတ်တဲ့ပုဂ္ဂိုလ်တွေဖြစ်နေတော့သူတို့စောရကတော့တက်ချင်တက်မိမိယုံနာကိုဒဇိမ့်ကြီးကြည့်ရမှာမလွယ်ဘူးဗျာ
သူလာကြလားမဲ့ မှန်ပါ လာကြလားမဟုတ်လားဩဒီမိမိကလည်းခဲလိုက်တဲ့ဖြစ်မပြောပါနဲ့တော့ဟမ်ငါကခင်ဗျားတို့ကိုမိမိလို့ဒါမိမိခန္ဓာလို့သင်ထားတာကိုကအလွယ်ကြီးသွင်း မှန်ပါ ရင်းနေဗလားမိမိခန္ဓာလို့သင်ထားတာကိုကရှင်းမလားဒီထဲမိမိတွေနဲ့သွားမရှုံနဲ့တော့ဒီထဲမိမိကနဲ့တော့မဟုတ်ပါနဲ့ကဲအခုပြောတဲ့အိဗယ်ဒီအတူတူကမွေးဖွားပေးတဲ့ကလာညာတော့လေကိုယ့်လိုကိုယ့်ကြိုက်မလိုက်လို့ရှင်ဒီစိမ့်ဆိုอ่ะ မှန်ပါပါ ဘယ်နဲ့ဆိုကြ ဒီလိုမှမသိဘူး ညာငလည်းဒီထဲမှာပဲယုံနာငလည်းဒီခန္ဓာပဲသဘောကျအတူတူကတော့ဝက်ဆက်တော်နေကြတာပဲတဲ့သို့တော်လည်းညာဒီညာဤအလိုကိုယုံနာငလိုက်ကမလိုက်ဘူးယုံနာငသူ့သဘောနဲ့သူနေတယ်ညာကလည်းကဲသူ့သဘောနဲ့သူနေတာကိုသူ့သဘောနဲ့သူနေတာရုပ်ကလည်းဘယ်လိုမှမကန့်ကောပါဘူးသူ့သဘောဟာကိုယ်သဘောမဟုတ်ဘူးလို့ပဲကျုပ်ကဆုံးဖြတ်ချလိုက်တာပါပဲဒီလိုညာကဆုံးဖြတ်ချလို့ရှိရင်ဒါကသစိမ့်ဖြစ်ပြနေတာကသစိမ့်ဒီကသစိမ့်ညာနဲ့ကြည့်ရဖြစ်ပြနေတာကသစိမ့်ဖြစ်နေတာဒီကတော့သစိမ့်သဘောနဲ့ကြည့်သစိမ့်သဘောနဲ့ကြည့်လိုက်တဲ့အခါကျတော့ကိုနာငါဥစ္စာလို့ပါသေးရဲ့မပါဘူးဒါဖြင့်တဏှာလေးမသေးဘူးလားသိပါဘူးတဏှာလေးသိရင်ဥပါဒံကသိပါဘူးဥပါဒံသိရင်ကံတွေကသိပါဘူးကံတင်နောက်လာမဲ့ဇာတိဇရာမရဏတွေသိပါဘူးအပေဇာတိလူဇာတိနတ်ဇာတိသိပါဘူးသိတာပဲဘယ်လိုကြည့်တတ်လို့ပါလဲသိကြည့်တာကောင်းဟုတ်လားခင်ဗျားတို့ကသိကြည့်လို့ရှိရင်ဖြင့်ခင်ဗျားတို့လောကမျက်လုံးနဲ့ကြည့်လို့ရှိရင်ဖြင့်ကိုယ်သားသမီးကြည့်တာပဲသိကြည့်နေတယ်ဆိုတော့ဟောကြတာဗောဟုတ်ကဲ့မဟုတ်ဟမ်ကိုယ်သားသမီးကြည့်နေတာဒီဘုန်းကြီးနဲ့ထားခဲ့ရတာဒီလိုနဲ့ထားခဲ့ရတာကလေးတွေဟာတခါတည်းလဲသူလဲကွက်သူကွက်သိကြည့်သိတော့ကိုလောကတော့ကဒီတိုင်းသူကမောင်တို့အမိတော်မခံရဘူးလားခံရတယ်ကိုယ်ရမိတော်မယ်ပဲလေဒီကွယ်သိန်းတော့ထားတာတော့မမြင်လိုက်လို့ပါဆိုတော့သူလည်းသိန်းမလို့ပေါ့မှန်ပါပါကိုယ်ကလည်းသိန်းဟုတ်သိန်းတန်ထွက်ကြလားမှန်ပါဘူးဟိုတခြားပြန်လာတဲ့ပုဂ္ဂိုလ်ကလည်းကလေးတွေမှဒီမှာကိုယ်ပြဲနေတာတွေတွေ့လို့ရှိရင်ဖြင့်ဟိုကလည်းစိတ်ဆိုးဆိုးဟုတ်လားစိတ်ဆိုးဆိုးဒီကရှိတဲ့ပုဂ္ဂိုလ်ကလည်းစောင့်ရှောက်တာကစောင့်ရှောက်တော့ဖြင့်တန်ရစဉ်တဲ့ဘောနဲ့စောင့်ရှောက်တာပဲတို့ကလည်းကိုယ်မမြင်လိုက်တာသိန်းဒိဗ္ဗေရောက်မသွားဘူးလားအဲ့ဒါကိုပဲတကယ်နဲ့ရောက်ဖြစ်စေမောင်နှမနှစ်ယောက်ဖြစ်စေစကားပြောကြပြီးဆိုမှဖြင့်သစိမ့်ကြီးသစိမ့်နေနေတဲ့နေရာအလွန်ဆိုးတယ်မှန်ပါပါအရိတိကပြောလားပြောဘူးလားပြောပါဘူးခင်ဗျားတို့အဲ့ဒီအတန်မှကြားဘူးတယ်အခုနိဗ္ဗာန်ရောက်ချင်တဲ့ချင်းဒါသစိမ့်ဖြစ်လို့သစိမ့်ကြီးကြည့်ရမှန်ပါပါဘယ်နဲ့လဲသစိမ့်ဖြစ်လို့သစိမ့်ကြီးကြည့်ပါနှစ်ချက်သုံးတယ်ဓမ္မတို့ဒါစိတ်သတိထားပါသစိမ့်ဖြစ်လို့သစိမ့်ကြီးကြည့်လို့ရှိရင်ဖြင့်ရကြပြီလို့သာမှတ်ပြီတော့ဒိဋ္ဌိလည်းဒိဋ္ဌိကြည့်တယ်ဆိုတဲ့ကောကငါကလည်းဒိဋ္ဌိကိုဒိဋ္ဌိမှသိသွားတဲ့အသိဟာကသေးသေးတိမ်နေသိမဟုတ်ဘူးတဲ့အမှန်သိမှန်ပါပါဒိဋ္ဌိဖြစ်နေတော့ဒိဋ္ဌိသိတာနော်ဘယ်လိုဆုံးဖြတ်ချက်ချအဲ့ဒီသိအသိမှငါကဒိဋ္ဌိရှင်းမလားငါကဒိဋ္ဌိဆိုတာကခင်ဗျားတို့အေးရင်တော့အေးတယ်ယူလားသူ့သဘောနဲ့သူအေးတာလားသူ့သဘောနဲ့ပူတာဗျာခင်ဗျားတို့ပူရင်တော့ပူရတယ်လားသူ့သဘောနဲ့သူပူလာလားသူ့သဘောနဲ့ပူတာအဲ့ဒါငါကပါတော့အဲ့ဒါစိမ့်ကိုဆွေမျိုးလို့ကြည့်မနေနဲ့ရှင်းမလားရှင်းပါဘယ်လိုကြည့်ရစိမ့်ကတော့ကြည့်ပါဗျာစိမ့်ကြည့်ပါဗျာဟုတ်လားခင်ဗျားတို့ပဲရောက်နေတာရေးမိဗလားစိမ့်ဆွေမျိုးလို့ရှင်းမလားရှင်းပါတယ်ဒဇိမ့်ကိုဆွေမျိုးလုံးနေတာပါဗျာဒဇိမ့်ဆွေမျိုးလုံးနေတဲ့အတွက်တရားဓမ္မတွေပဲရောက်ရတယ်ရှင်းမလားရှင်းပါတယ်ဘယ်လိုကြောင့်ပဲရောက်ဒဇိမ့်ဆွေမျိုးလုံးလောက်ကောင်းမလောက်ကောင်းလဲကြည့်ပါဦးဟာဒဇိမ့်ဘောဘာလို့ဆွေမျိုးလုံးချင်ရတယ်ခင်ဗျားတို့ကဘောဒီလိုဆွေမျိုးလုံးချင်တာကလူတွေ့ခင်တတ်တယ်ဗျာမနှသွားပါပြီဒီတဲ့ဟမ်ဒဇိမ့်ဆွေမျိုးလုံးဘောဗျာမလုပ်သေးဘူးလားလုပ်လို့ရှိရင်ဖြင့်တဲ့ဒိန်းဟာကိုခင်ဗျားတို့ကကြံဖန်လုပ်တဲ့အတွက်ခင်ဗျားတို့ကကြံဖန်လုပ်တဲ့ငရဲဖြစ်ရမယ်။ဟုတ်ကြ။မှန်ပါပါ။ငရဲဥဟာတရားဓမ္မတို့ငရဲဥကြီးငရဲဥသေးသေးဟုတ်လား။မင်းများမင်းနဲ့ဆိုတာကိုခင်ဗျားတို့ကြံဖန်လုပ်တယ်လို့ဟောဖြစ်ရတယ်။သ
ဘောကြဒါပြန်ငရဲဘုရုပါလာပဲသူ့เจ้าနဲ့သူ့ကျိုးကိုမဆွနိုင်ဘူးလားဘယ်နဲ့ဆိုကြရှင်းမလားဒါပြန်ငရဲဆက်သိဉ္ဇဉ်တော့လေဒီကသိငရဲတိဆောက်ချင်လို့ရှိရင်လေဒီကနေတိဆောက်တော့ဖြစ်လို့ရှိရင်ဒီကနေဖြစ်လေရဒီကနေမဆောက်လေသဘောပါလားဒါပြန်ဓမ္မတွေကငရဲကြောက်တယ်ငရဲဆောက်နေလို့ရှိရင်တော့မဖြစ်ဘူးဆိုကြငရဲတော့ကြောက်တယ်ငရဲတိဆောက်နေလို့ရှိရင်တော့သွားငရဲကြောက်လို့ရှိရင်ငရဲမတိဆောက်ရင်လည်းပြီးသွားတာဒါဖြင့်ငရဲကြောက်เสียလားမိမိတို့အမြင်မှားကြောက်เสียလားဘောဗလားဒါဖြင့်အမြင်မှန်ရအောင်လို့တောင်းလို့ဒစိမ့်မြောင်မြင်ကြည့်အောင်ကြည့်ဒစိမ့်ကိုဘယ်လိုကြည့်ရမလဲဒစိမ့်ကိုဒစိမ့်မြင်နဲ့ကြည့်ဘယ်လိုဆုံးပြရချခိုက်တာဗျာဒီဥစ္စာခက်ဆုံးပဲဖရတယ်နဲ့ဆိုရင်လေးလားဟမ်ဆိုရင်လေးမဆိုးဘူးဆိုတော့ဆိုရင်ရလားကဲဥပါရင်ဒစိမ့်မြင်နေကြည့်လို့ရှင်ဒါအမြင်မှန်လားမြင်မှားလားမြင်ပါပါဗျာဒစိမ့်ကိုငါ့ကိုငါလှုပ်လိုက်လို့ရှင်တော့ဖြင့်မြင်ပါပါဒါနဲ့မှားသောပုဂ္ဂိုလ်မှားတော်လမ်းသွားမှန်သောပုဂ္ဂိုလ်ဖြင့်မှန်တော်လမ်းနိဗ္ဗာန်မှားသောပုဂ္ဂိုလ်ရင်မှားသောပဲလေးပါမဆိုရဘူးလားဩလည်းပဲလေးပါသွားရတာနိဗ္ဗာန်သွားရတာဒီအမြင်မှန်နှစ်ခုကြောင့်သွားကြတယ်အမြင်မှားကြောင့်အပေသွားအမြင်မှားကြောင့်နိဗ္ဗာန်သွားဒါရှိတာပဲရှင်းနေဘူးလားရှင်းပါဗျာအမြင်မှားကြောင့်အမြင်မှန်ကြောင့်ဩဒါကြောင့်ဘယ်သွားများတဲ့ပုဂ္ဂိုလ်တွေကထောက်ကြည့်ရလို့ရှင်းဖြင့်အမြင်မှန်နဲ့သွားကြလေရဲ့ရှင်းမလားဘယ်လိုဆုံးဖြတ်ချက်ဘာရင်တော့ဆုံးဖြတ်ချက်တော့ဘာနဲ့သွားကြတာတော့အမြင်မှန်နဲ့သွားကြတာကြီးပဲအမြင်မှန်ရတဲ့နေ့ကဆိုင်ဘယ်တကားပိတ်အမြင်မှန်ရရဲ့ဒစိမ့်မြင်ဟုတ်မဟုတ်ကဲလားဆိုဒစိမ့်မြင်တယ်ဆိုတဲ့ကဒါကဉာဏ်ပါပြီဗျပါပါဉာဏ်နဲ့မြင်တာမဟုတ်လားဉာဏ်နဲ့မြင်တော့ခေါင်းကနောက်တော့ငါဆိုတဲ့တဏှာတာလေးလားတဏှာမမလားပဲဥပါဒံကမဥပါဒံမမလားပဲနဲ့ကာယကံမစေကံပယ်ချမဲ့ကံတွေကပေါ်သေးတယ်မပေါ်လို့ရှိရင်ဇာတိဆိုတာမရဏဆိုတာအပယ်ဇာတိအပယ်ဇာတိဆိုတာဘယ်မှာဖြစ်ရမဲ့ခန္ဓာကြီးပေါ်ဦးမလားဩဒါအမြင်မှန်ရတဲ့ပုဂ္ဂိုလ်ကြပြန်တော့လေဒကာဓမ္မတို့အပယ်လေးပါးကပိတ်တယ်အပယ်လေးပါးလမ်းမဟုတ်နိဗ္ဗာန်လမ်းဆိုတော့သင်ရှားပါအမြင်မှားနဲ့ကြည့်လိုက်ပြီဆိုမှဖြင့်လေအပယ်လေးပါးသွားတော့နောက်ကငါအလုပ်ပြီးမြင်လိုက်ရင်လေမသွားဘူးလားဒါဖြင့်ဒကာဓမ္မတို့ကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချအမြင်မှားမရသေးသေးကာလပတ်လုံးမိမိတို့မှာဖြင့်အမြင်မှားနဲ့ကြည့်ပဲသွားပဲဒါဘယ်လိုလုပ်သွားတယ်လို့ဆိုရမလို့တော့ပါဘူးအမြင်မှားကြောင့်သွားအမြင်မှန်ရောက်သွားနိဗ္ဗာန်အမြင်မှန်ကြောင့်တော့နိဗ္ဗာန်သွားအမြင်မှားကြောင့်တော့အဲ့ဒါအပေသွားကြောင်းအပေလွတ်ကြောင်းနှစ်ကြောင်းဟာအမြင်မှန်နဲ့အမြင်မှားပေါ်မှာမှီးနေတယ်ရှင်းရတယ်ဗျလားရှင်းပါတယ်ဘယ်လိုလဲရှင်းရပါလဲရှင်းပါတယ်အမြင်မှားနဲ့မြင်နေပဲလားအမြင်မှန်နဲ့မြင်နေဒီနှစ်ခုရှိပါလားဆိုတော့ချုံးလိုက်တော့ဒါပဲရပေါ်ကြပါလားအမတန်ခင်ရတော့ခေကြီးတွင်းကြသဘောဆိုင်ပြောနေတာဥပါရင်သဘောဆိုင်ပြောနေတာတဲ့ခင်ရတော့မှဒီနှမမရှိနေရကြအဲ့ဒါကိုခဏကဒကာဓမ္မတွေဘုန်းကြီးစကားချီခဲ့ဒကာဓမ္မတို့အတုံးခဲမြင်တော့အတုံးခဲမြင်ရင်အမြင်မှားပဲမနဲ့ဆိုကြအတုံးခဲမြင်ပါဘယ်အတုံးခဲမှမရှိပဲခဏကဘယ်ဘက်လဲမောင်ညာဘက်လက်သေးနဲ့လက်နှိုးလေးနဲ့ကုတ်ကြည့်လိုက်တဲ့အခါကျတော့နာရလေးကလည်းအရှိတာနာရလေးပြောက်သွားတာလေးကလည်းဟုတ်သားမစွန်နိုင်ဘူးလားအဲ့ဒါတုံးခဲဟုတ်ကြလားဟုတ်ပါဘူးဘယ်ဟုတ်မလဲဒကာဓမ္မတွေဒီနေရာနာတယ်ဒီနေရာပြောက်နာထုံးလေးနာခဲလေးလို့ရှိရမရှိပါဘူးအဲ့ဒီလိုဒီနေရာပေါ်ဒီနေရာပြောက်တယ်လို့မြင်လို့ရှိရင်ဒါအမြင်မှန်ပဲသိမွေးတာမြင်ပြီဟုတ်ကဲ့မောင်ကြီးမှန်ပါပါသိမွေးမြင်သဘောကျကြသဘောကျပါအဲ့ဒီသိမွေးမြင်ဆိုတဲ့ဥစ္စာဒီဘာတော့လို့မဲတဲ့အခါကျတော့သိမွေးတာမြင်တာဒီပရာတော်သူစိမ့်ပြင်မှမြင်တဲ့အမြင်ဟာဒီမြင်ပါလားလို့ပဲမှတ်လိုက်တာပေါ့ရှင်းမလားသိမွေးတဲ့အမြင်ကိုရေးကြည့်နော်သိမွေးတဲ့အမြင်ရေးကြည့်ပါတယ်တဲ့တကယ်လို့
ကျမ်းကျမ်းဌာနတုံးခဲမြင်နေလို့ရှင်ခင်ဗျားတို့သမထဖြစ်သွားပိန်မွေးတယ်မြင်လို့ရှင်ဟောကြလားပိန်မွေးတယ်မြင်ကတုံးခဲမြင်နေဟိုသမထဖြစ်သွားတယ်ပညာမြင်ဖြင့်သမထကပညာကြီးမြင်လားရှင်းမလားဩဒါဖြင့်ဥက္ကမောရေအမြင်မှန်နဲ့အမြင်မှားတွေပြီးတော့အမြင်သိမ်မွေးနဲ့အမြင်ချမ်းတွေကိုကွဲပါလားအမြင်ချမ်းဆိုလို့ရှိရင်ဖြင့်သမထပဲလဲပါအမြင်နုဆိုလို့ရှိရင်ကောင်းပြီတဲ့ဒီအမြင်တစ်ခုကဘယ်ဟာတော့မှားတယ်လို့တော့မဆိုပါဘူးတဲ့အမြင်ချမ်းဟာသမထအမြင်နုကတော်သေးတယ်မြင်မှားနဲ့အမြင်ပန်ကြတော့ကိုမရတော့ဘူးငါငါကလှုပ်လိုက်တယ်ဆိုတော့အမြင်မှားနဲ့ကြည့်လိုက်လို့ရှိရင်အပဲသွားပဲအမြင်မှားနဲ့ကြည့်လိုက်လို့ရှိရင်နိဗ္ဗာန်သွားမှာပဲဆိုတော့ကိုကျေနပ်ပါလားသိဖို့တတ်နေပြီဒီမမေ့ကြပါနဲ့ခင်ဗျားတို့နော်မမေ့ကြနဲ့တဲ့ဩတို့မှာအခုစကားဘုန်းကြီးကတန်ခါရှင်ပြီးအမျိုးမျိုးနားလည်အောင်သာလှက်ပါပြောတာတရားမများဘူးဆိုတော့မှတ်ထားရတရားကဟောလာတာဥမာမဲ့နိုင်သုံးမှရှိတော့မယ်တရားဓမ္မတွေနော်နိုင်သုံးမှသာရှိတဲ့ပိန်မွေးတဲ့အမြင်ကိုဒိဋ္ဌမြင်စေခြင်းတယ်ဒါလည်းပါတယ်ဒီတရားပေါ်မှာဒါလည်းပါသေးတယ်ပိန်မွေးတဲ့အမြင်ကိုဒါလေးရှိသေးတယ်နိုင်သုံးမှသာပြောနေတာလူရင်းတာပဲပါသေးတယ်ဒါတော့ဘယ်နဲ့ရောက်ဘုန်းကြီးရှာရှည်ရသလုံးလို့မေးလို့ရှိရင်ရင်းပြီလားဟောရအောင်မလားမဖော်ပါနဲ့ခင်ဗျားတို့ချက်ကြအောင်မဖော်တော့ပါဘူးဟမ်ဘုန်းကြီးရှာရှည်တာတွေကလည်းဆိုလို့ရှိရင်ခင်ဗျားတို့ကြီးများလို့ဟုတ်လားကိလေသာညစ်ကြေးပေါ်လွန်းလို့ကိလေသာတွေကအုပ်ဆိုးနေလို့ခင်ဗျားတို့ညံထဲမှာရောက်မသွန်းနိုင်တဲ့ဟိုကလည်းသွန်းဒီကလည်းသွန်းကိလေသာဒုထုနေလို့ရှည်နေတာရင်းပြီလားဘာဖြစ်လို့တော့ကိလေသာဒုထုလို့ဒီကပြောလိုက်တဲ့စကားညံထဲမှာမရောက်နိုင်လို့ဟိုကလှည့်သွန်းရဒီကလှည့်သွန်းရဒါကြောင့်နိုင်သုံးမှကြာသွားတယ်ရမလားဘုန်းကြီးကနိုင်သုံးမှတောင်ကြာအောင်ဒါလေးပြောနေတယ်လို့မဆိုနဲ့ဒါလေးမဟုတ်ဘူးဟမ်ဟောပါရဒါတောင်ခင်ဗျားတို့ဦးကျလက်တို့မဲချင်းမဲနေအောင်မှာပြည့်တဲ့သူကပြန်ဖုံးသွားလို့ဟုတ်ကဲ့လက်တော့လက်တို့ကြီးဘယ်နဲ့ဟိုကလေးဘယ်ဟာဘာပြောလိုက်ပါလိမ့်လာကြလာအောင်ပါခင်ဗျားတို့ကဒါကြောင့်သေသေးချာချာနိုင်သုံးမှပြောရတဲ့ဥစ္စာဘယ်နှလုံးပြီးသွားတယ်ဆိုပိန်မွေးတာကိုဒစိမ့်နဲ့တော့မြင်အောင်ကြည့်နိုင်ရင်ပြီးတာပဲပိန်မွေးတဲ့ရုပ်ကလေးပိန်မွေးတဲ့နာမ်ကလေးကိုဒစိမ့်အမှတ်ထားကြည့်နိုင်ရင်ပြီးရောဆုံးလိုက်တော့ဒါပဲကပိန်မွေးတဲ့ရုပ်နာမ်ကိုဒစိမ့်ပြည့်ဒစိမ့်အမြင်နဲ့မြင်အောင်ကြည့်နိုင်လို့ရှိရင်ဖြင့်ဒကာဓမ္မတို့ဒီအမြင်ဒီအမြင်မှန်သာဆုံးဖြတ်ချက်ချတိလို့လဲဆုံးဖြတ်ချက်ချအမြင်ရောဒီဘမဲ့ရမယ့်ပုဂ္ဂိုလ်လို့ကောဒီပုဂ္ဂိုလ်မဒီဘဒုက္ခခတ်သိငြိမ်းမဲ့ပုဂ္ဂိုလ်လို့လည်းဆုံးဖြတ်ချက်ချပါဆိုတော့ဓမ္မတို့တရားပဲနှလုံးဟောလိုက်ကြတော့နှလုံးနဲ့ရှိသေးတယ်နှလုံးနဲ့ပဲရှိသေးတယ်နှလုံးနဲ့ပဲမဲ့လေနှလုံးကမှတ်သွားလို့မဖြစ်သေးဘူးဘယ်လိုဟာဘယ်နှလုံးမလိမ့်မလို့ဆိုတော့ပိန်မွေးတဲ့တရားကိုဒစိမ့်မြင်ပြီးတာပဲမှန်ပါပါပိန်မွေးတဲ့ယုံနာကိုဒစိမ့်မြင်ပိန်မွေးတဲ့ဖြစ်ဖြစ်ယုံနာကိုဒစိမ့်မြင်လို့ရှိရင်ဒကာဓမ္မတို့ပြီးတာပဲပေါ်လားဘယ်ခန္ဓာကြီးရမှာပါလေမိမိခန္ဓာမိမိကြောင့်ခက်နေတာဖြစ်ပြီလားဒါမိမိလှုပ်ထားလို့ခက်နေတာမိမိခန္ဓာကိုမဟုတ်ဘူးဒစိမ့်ကြီးခင်ဗျားတို့ကိုကတခါတည်းဘုရုကြီးရမှာတော့မေးလိုက်ရင်မိမိကထွက်လာပြီတော့ဆိုးနေတာဟုတ်ပါရဲ့တကားကနှုတ်တက်နေတာကိုကအမေရိကန်နဲ့ကရိုးရကသင်ထားတာကိုကမိမိကိုမိမိစောင့်ရှောက်ခဲ့ဒါလေးကတခါစုနေတာစုပါမိမိကိုမိမိမှာနေရာထီးမှမဆောင်ကျင်ဘူးခဏမှမသိကျင်မိမိကိုမှမိမိကနာမန်းကျင်မှဝေဒနာရမှမသိဘူးတို့တခါထိုးတင်ထားတာကိုတခါရက်ကလေးကဒါမိမိပဲမလားဟုတ်လားဒီယုံနာမိမိပဲတော်တော်နဲ့ဖြတ်လို့မရပါဘူးအခုကဘာလုပ်နေတာအဲ့ဒါဖြတ်နေတာအဲ့ဒါဖြတ်တယ်ဘယ်ဖောက်သေးတယ်ခင်ဗျားတို့
မဟုတ်ဘူးလားဘုရားကြည့်ရမှာလားဆိုတော့မနဲ့ဖြေကြဘယ်ဟုတ်အောင်လို့ဗျရုပ်နာကြည့်ရမှာမိမိလုပ်နေလို့ခက်နေလားကြည့်ပြီလားဘာကြည့်ရမှာအခုတရားမဲတာခင်ဗျားတွေကနှုတ်တဲ့နေကြတဲ့ကြောင်းမိမိလုပ်ထားတာရတဲ့ကြောင်းဖြစ်နေတော့ဥရတယ်မခက်လားရဘောပါကြတရားရှိဘာကြည့်ကြဘုရားရှိတဲ့ရုပ်နာနော်လာလိုက်မှခင်ဗျာအမှန်တရားဆုံးနေတာရဒါကြီးကအပြောဟာပြောပဲလို့မထားဘူးတကယ်တမ်းမိမိဖြစ်နေသင်တတ်တယ်အပြောဟာပြောပဲလို့ထားကြရဲ့ဘယ်နဲ့ထင်တကယ်တမ်းမိမိဖြစ်မရှိအောင်နာတယ်ဟောတကယ်တမ်းမိမိဖြစ်မိမိလည်းလာမထိလာနဲ့ဟုတ်လားမိမိကိုယ်တော့ဖြင့်အမျက်ကောင်းထုတ်တာတော့မခံနိုင်ဘူးလေရဲထဲမှာအတော့ဆွဲထားပါလားဆွဲကြဘူးလားအဲ့ဒါငယ်မှတ်နာတယ်နာဘူးလားနာပါဘူးအမှန်နာနေတာလားအမှားနာနေတာဩဒါကြောင့်တရားရှည်သွားတာတရားဓမ္မတော့အမှားနာနေတော့တရားနိုင်သုံးမှဟောတာဘယ်နဲ့ကြောင့်ပါလဲအမှားနာနေတာဥပဒေတိတ်ရှည်လားအမှားနာနေတာလားပေါ်လားဒါပေမဲ့နောက်တနာရီဟောလေဒီအမှားနာပြောင်းမှပြောက်ပါမယ်စကြနေတဲ့တရားဓမ္မတွေဟမ်အခုတရဏလဲလားတရားကျင်းချုံလိုက်တော့ကိုယုံနာပိန်မွေးတဲ့ယုံနာကိုဒီစိမ့်မြင်ရင်ပြီးတာပဲပိန်မွေးတဲ့ယုံနာကိုပိန်မွေးတဲ့ယုံနာဖြစ်ပြကိုဒါပဲဟောသေးတယ်ဥပဒေဒါပဲမဟုတ်လားပိန်မွေးတဲ့ယုံနာဖြစ်ပြကိုသိနေလည်းပြရပိန်မွေးတဲ့ယုံနာဖြစ်ပြကိုမကမကပိန်မွေးတဲ့ယုံနာဖြစ်ပြကိုဒီစိမ့်မြင်နဲ့မြင်လို့ရှိရင်ဖြင့်ဒီဘဝတိတ်လည်းဟုတ်ဤဆွဲရလာလည်းပေါက်မယ်ဆိုတော့သုံးပြတခြားပိန်မွေးတဲ့ယုံနာဖြစ်ပြကိုသိနေမြင်ရမှာနော်ဒါကလည်းမနဲ့ထုတ်ရတာဗျခင်ဗျားတို့ကကြည့်ပါဆိုအတုံးကြီးတွေ့နေတွေ့တယ်မှာဒါကြောင့်ပိန်မွေးတဲ့ယုံနာဖြစ်ပြကိုတစိမ့်မြင်နဲ့နေရာရှိပါပြီးလိုက်လို့ရှိရင်ပရတော်ဖြစ်သွားတယ်လို့မှတ်လိုက်ပါမှန်ပါပါပရတော်တစိမ့်မြင်မှာအဖြစ်မြင်တာရှင်းမလားရှင်းပါပြီဘာမြင်လဲဗျာရှင်းပါအဖြစ်မြင်တယ်ခဲတယ်ဗျဟိုကနောက်မှလည်းတွေ့လိုက်တာလာတစိမ့်မြင်ကုန်မမြင်ဘူးဟိုမျက်လုံးကတော့မတူတာဟိုမျက်နှာသားကတော့ဟာမှန်ကသိတူတာဟိုတစိမ့်ကိုမပါဘူးပါသေးလားဒါတို့ရသူနဲ့တွေ့တယ်ဒါတို့ရသားနဲ့တွေ့တယ်တို့ကြည့်ပဲတစိမ့်ကိုပါသေးလားမပါဘူးခဲ့တယ်တချင်းဩခင်ဗျားတို့ကဘာဘူးကဇမကြီးလေးကမျိုးတော့မျိုးကြီးဖြစ်နေတာဟုတ်ဒီလိုဖြစ်နေတာဗျာအတော်မဆိုးဘူးလားရှင်မျိုးဆက်နာခင်ဗျားတို့ပထမတန်းမှာပဲဟုတ်ဘူးလားတန်းကုန်မဲ့ဥက္ကမောင်ရေသူတို့နဲ့ကြောင်းနဲ့ဝေးနေလေသေးရသိမကင်းနေဘူးလားသိတာဝေးတယ်ဆွမ်းဆိုင်တာမဆက်ဘူးလားဒီဥစ္စာဘိုးဘွားတွေကမပြောကြလို့ဒါအရင်ကြီးရှိသေးတယ်ပြောချင်ပြောနေတာဘလို့ဆိုးသွားတယ်ဘာပြန်ဒစိမ့်ကိုပါရဲလားတရားဓမ္မတွေကဒစိမ့်ဖြစ်မှာရောက်ဖေရကလည်းဒစိမ့်ဖြစ်စေခြင်းမနဲ့နေကြရလားဘယ်လိုကံလာလောက်တာလဲဘယ်လိုကံလာလောက်တာလဲဘယ်တော့ပြောင်းပြန်မလို့စိတ်ကူးနေတဲ့ဒုက္ခရောက်နေတယ်မရောက်ဘူးလားခိုင်းတာဖြင့်ဒီတရားမှာတဲ့သေးချာခင်ဗျားတို့ယုံနာဖြစ်ပျက်ကိုတစိမ့်မြင်နဲ့မြင်လို့ရှိရင်ကိစ္စပြီးပါတယ်မှန်ပါပါဆိုကြရပါတယ်ယုံနာဖြစ်ပျက်ကိုတစိမ့်မြင်နဲ့မြင်ကိစ္စပြီးယုံနာဖြစ်ပျက်ကိုယုံနာမြင်နဲ့မြင်ကိစ္စပြီးတယ်ပြီးမပြီးခင်ဗျားတို့ချိန်တတ်ပလားချိန်တတ်ပါတစိမ့်ဆိုတော့ခင်တာလည်းမပါဘူးဆွဲလန်းတာပါသူ့အတွက်အထုတ်ချင်တာတွေရောမပါဘူးဟောတဏှာရောဥပါဒံရောအထုတ်ချင်တဲ့ကံရောအကုန်သေးသွားတာမသိဘူးလားတစိမ့်မြင်တော့ပြိဿသမုပ္ပါပြတ်တယ်ဟုတ်လားဆိုမျိုးစမိလို့ရှိရင်တော့ဖြင့်တဏှာဥပါဒံကံလာတော့မယ်တဏှာခင်မယ်ဥပါဒံကနောက်လာပါဦးမလဲပါဦးဒီမျိုးပြတ်ကုန်နေမယ်ဥပါဒံကလည်းပါနေတယ်ဒါလေးယူသွားအောင်ကကာယကံကလည်းဒါလေးစားသွားပါအောင်ဆိုတော့ဝစီကံကရောဟောတဏှာဥပါဒံကံနေရမဆက်ဘူးလားဘလို့မဲ့ဆိုရတာဒီလိုမှမဟုတ်လို့ရှိရင်လူ့ကမကြည်ဘူးဖေ။ခင်ဗျားတို့လာအောင်မှရှိသေးဒီလိုမလုပ်ရင်ပါတဲ့ဟောခင်ဗျားတို့ဝတ်ကြိုက်နေတာဦးသဘောကျလားပါကြိုက်တယ်ဘာဝတ်ကြိုက်လူဝတ်ကြိုက်လူဆိုတာဝတ်ကောင်ဒီဝတ်ကောင်ကမထွက်ချင်ဘူးပြောတာပေါ့ပါကြိုက်နေတာဘာလဲသူပြောတဲ့သူပါမနေဘူးလားပါပါရှင်းမလားဘာလို့ရှင်းပါ
အဲ့ဒါဘယ်လိုဟောတာတော့တဲ့တရားဓမ္မတို့သတ္တိတရကလုံတော့ရှင်သာရိပုတ္တရာဟောတာမနေ့ကတရားပေါ်မှာဒါဆက်တာရှင်သာရိပုတ္တရာဟောတယ်တဲ့တရားဓမ္မတို့ဘယ်လိုဟောတာပါလဲရှင်သာရိပုတ္တရာဟောတာတဲ့ယုံနာဖြစ်တဲ့ကိုတစ်စိမ့်အမြင်နဲ့မအောင်ကြည့်နိုင်လို့ရှိရင်ဖြင့်ကိစ္စပြီးပါတယ်လို့ရှင်သာရိပုတ္တရာအမှန်ဉာဏ်ကြီးတဲ့ပုဂ္ဂိုလ်ကိုတူတူနဲ့မိတယ်တရားပဲမိဘူးလားမိပါဘူးရှင်သာရိပုတ္တရာအဖြစ်များနှစ်သိန်းရှိနဲ့ကဘာသိန်းကျန်တာဒါလေးဟောချင်ဟုတ်လားဘုရားလေးသိန်းရှင်နဲ့ကဘာသိန်းကိုသူကနှစ်သိန်းရှင်နဲ့ကဘာသိန်းဒါလေးဟောချင်တာဟုတ်လားဘယ်လိုများကျင့်ခဲ့ရလဲကဘာကလည်းတစ်သိန်းနဲ့အသိန်းရှိကလည်းနှစ်သိန်းရှိဆိုတော့နည်းလားအော်တော်တော်ခဲခဲရင်းရင်းကိုလုံးဝဒါလေးပြောနိုင်တာပါလားဆိုတော့ခင်ဗျားတို့သူ့အတွက်မှစဉ်းစားလိုက်လို့ရှိရင်ဖြင့်အတော်ကိုပဲကြိုးစားပြီးလာခဲ့ရလို့ဒါလေးဒါဟောနိုင်တာကိုဆိုတော့ခင်ဗျားတို့သိကြပါပြီဟုတ်ဘူးလားသူချင်းရတာကဘယ်လောက်တဲ့ဓမ္မသူတွေပညာရဧတရေယဒီပညာလေးနဲ့ဟောနိုင်တပတ်ကြအဲ့ဒါခင်ဗျားတို့ကအခုခင်ဗျားတို့ဘာကြသေးလဲတဲ့နိုင်မှတနိုင်မှပြေသေးပါဘူးခင်ဗျားတို့ဒီနဲ့ထိုင်ပြီးကျင့်တယ်နဲ့ဒါရမရဘူးလားရပါဘူးတပတ်ကြလားရပါဘူးအဲ့ဒါခင်ဗျားတို့အလွယ်နဲ့ရရင်အလွယ်တော့သုံးပြတတ်တယ်နော်ဟုတ်လားဒီမဲ့အလွယ်နဲ့ရတယ်လို့ကြားတာအဲဒီနဲ့အလွယ်နဲ့ရတယ်ဖြုတ်ပြမယ်ထင်တယ်ဟမ်အလွယ်နဲ့ရလို့ဖြုတ်ပြတယ်ဆိုတော့တော့လက်ထက်ရှိမှာမဟုတ်ဘူးငွေဟုတ်လားအလွယ်နဲ့ရတယ်ကလက်ထက်နဲ့ငွေရှိသေးရလားဒီနဲ့အလွယ်နဲ့ရတယ်နဲ့လက်ပြင်တည်းဆိုရှိမှရှိပါမလားရှိပါတယ်ဟမ်ရှိပါတယ်ရှိကြပါမလားမရသေးတယ်မရသေးတယ်ခင်ဗျားတို့အလွယ်နဲ့ရတာဟုတ်နှစ်သိန်းချင်းနဲ့ကဘာသိန်းမှတော့မပြောက်ဘူးငါခဲခဲရထားတာဆိုဆုတ်ထားတာပဲခင်ဗျားတို့ကတော့တဏှာလောက်နဲ့ရတဲ့ပုဂ္ဂိုလ်တွေကြတော့လွယ်ပါကွာလောက်တော့မပြည့်ကြနဲ့ဟုတ်ကလားတချီရအောင်မေလားဘုဒ္ဓံလို့ပြောတာလားဘုဒ္ဓံလို့ပြောရတယ်ပြန်ပြောစမ်းမှာဘယ်လိုမြင်မှာလဲသိတယ်ရုံနာတော့တသိမြင်ပြန်သိမြင်တယ်မြင်ကြည့်ရှင်းမလားနောက်ကတကမှလည်းပဲပြောစမ်းမအောင်ဖြစ်ပြရုံနာကိုတသိမြင်နဲ့မြင်အောင်ကြည့်နိုင်ကိစ္စပြီနိဗ္ဗာန်ရောက်ကြောင်းဟုတ်ပါပါကဲဒါလေးတော့ပြင်ဥစ္စာရင်တို့ဖြောက်ပြဖို့တော်ပါမတော်ပါဘူးနှစ်သိန်းရှင်တဲ့ကဘာသိန်းကိုရောကြီးလည်းသနာကြပါဦးဟုတ်ဘူးလားဒီကိုရောကြီးသနာဖို့မကောင်းဘူးလားကောင်းပါဘူးမနန်ကောင်းပါတယ်တဲ့ခင်ဗျားတို့ဗနာတာကတဲ့ဩခြေစွတော်ရင်ပဲဆိုတာကအောင်းမိတ်စေချင်တာပါသူ့တော့သနာစရာမရှိပါဘူးဒုက္ခသိမ်းသွားပါပြီသူမေတ္တာပို့လည်းမရောက်ပါဘူးအချမ်းမရှိတော့ပဲရောက်ကြမြင်သေးလားကျေးဇူးတော်ရမှန်သိရင်ဘုန်းကြီးကရှင်း납ပါပြီနှစ်သိန်းချင်းနဲ့ကဘာသိန်းချင်းမှာဒီတလုံးကိုပိုင်မင်ပြောနိုင်တယ်ရှင်း납ကြရှင်း납ဒါဖြင့်နှစ်သိန်းချင်းနဲ့ကဘာသိန်းတရားနှစ်သိန်းနဲ့ကဘာသိန်းတောင်မှကျင့်ကြံလို့ဒီတရားကိုဟောနိုင်တာဆိုတော့ဒီတရားအလုံးကိုခမရတဲ့ဉာဏ်ထဲမှာမပြောက်ရှုလဲရှုနေရမယ်မေလဲမမေ့အောင်လုပ်နေရမယ်တရားပြီးတော့ကိုယ့်အရေးကိုလုပ်တာဖြစ်လေသောကြောင့်လဲဘုန်းကြီးတွေကဓမ္မတွေကပေါ့ပေါ့ဆန်းဆန်းမလုပ်တယ်လုပ်တယ်ရလားပေါ့ပေါ့လေးလုံးမှကျန်လို့ရှင်နှစ်သိန်းရှင်နဲ့ကဘာသိန်းကိုတော်ကြီးကိုလည်းခမရတို့ဒါရမျက်နှာလွှဲတယ်နဲ့မတူဘူးလားတူပါပါကိုယ့်အတွက်လည်းမတနာတာနဲ့ကောတူပါပါဟိုကိုယ်လည်းမကြည်ညိုဘူးငါလည်းပေါက်လို့နေတော့မယ်ဆိုလို့ရှိရင်ကောင်းပါဦးမလားညာမကောင်းပါဘူးဒါဖြင့်ဒီမကောင်းလုံးနှလုံးတော့ဖြစ်ကြပါဘုရားကြီးကိုလည်းကျေးဇူးဆက်ရရအောင်ကိုယ့်ကိုယ်လည်းတနာရရအောင်ကဲဘယ်လိုကျင့်ကြမလဲခင်ဗျားတို့လောက်ရရှိတယ်ချင်းချင်းရုံတော့နေနေမြောက်ကြည့်ရပါဒါလေးမနေ့ကမင်းနေတာဗျမနေ့ကမင်းနေတယ်နှစ်သိန်းချင်းနဲ့ကဘာသိန်းကိုရကြီးများတို့မှတ်ကြမလားလို့ကမေးရသေးတယ်သမီးရမလားမဲတဲ့အဲ့ဒီကထာလေးကဒီလိုလာတဲ့ဒုက္ခမန္တေပရိဝိဇန္တိဝါလက္ခဥတ္တနာတေယထာရေးပြင်စက္ခန္တေပတ္တန္တိပရတောနောသအတ္တတောဒါဒီကထာလေးဟောဒါဒီလေးပဲအခုတဏှာကြီးလည်းပြောတယ်ဒီပဲဒီကထာလေးပဲတကယ်တော့မှရေးခြင်းပုဂ္ဂိုလ်ဒီပြင်စက္ခန္တေခန္ဓာ၅ပါးယုံနာတရား၌ပရတော်သူစိမ့်ပြင်မှာအဖြစ်ပတ္တန်နေမြင်ကြကုန်အတ္တတော်ကိုယ်ပိုင်အတ္တအဖြစ်ဝါမိမိပိုင်အဖြစ်နောပတ္တန်နေမမြင်ကြကုန်ဒီလိုမမြင်အောင်ကြည့်ရမှာမှန်ပါပါပရတော်နောသအတ္တတော်
အတ္တတော့ကိုယ်ပိုင်ဥစ္စာအဖြစ်နတ်ပါတန်နေမမြင်ရဘူးတေထိုပုဂ္ဂိုလ်သူသည်တဲ့ဒုက္ခခေယဒုက္ခဧကောအဖြစ်သောနိဗ္ဗာန်သို့ပွားဖို့တည်ရောက်တယ်ကွာဒိမ့်ပြင်ဖြစ်ပျက်ကိုယုံနာဖြစ်ပျက်ကိုတစိမ့်အမြင်နဲ့မြင်အောင်သာကြည့်နေရမယ်ဆိုရင်ကွာနိဗ္ဗာန်ရောက်ပါတယ်ရောက်ပြီရောက်ပါအခုငါမထိနေဆိုတာကတစိမ့်ငါလောက်ထားလို့ဟုတ်ဘူးလားမှန်ပါဗျာတစိမ့်ကအမှန်သမင်းရမိတ်ဆွေများဥပဒေမမှတ်နိုင်တော့ဇာမဏီမျိုးတောင်ပြောလိုက်သေးတယ်အမွေးတွင်ဒီမခံဘူးဟုတ်အမွေးတွင်ကဆိုသူ့ဟာကြီးပဲဟုတ်ဘူးလားဘာများကြံသေးတယ်ဒါမှမကြံတော့ဘူးဓမ္မတို့ခြေသေးလေးလာခြင်းရင်ကြိုက်ပါမလားကိုယ့်ဟာကိုယ်ကကြိုက်ပြခြင်းကြိုက်ပြမှာဘယ်များလာခြင်းရင်တော့မကြိုက်ဘူးဆိုတော့သဘောကျလားတိုင်းဒါဖြင့်ဓမ္မတို့ဒီအမတန်ဆိုးရတဲ့ယူထားတယ်ဆိုတာသဘောကျပါဒါဖြင့်အဲ့ဒီလိုမြင်တဲ့ပုဂ္ဂိုလ်အပြင်ကွာတဲ့ရှင်သာရိပုတ္တရာဒုက္ခမန္တေပြိဝေဇန်ဒီဝါလကံဥက္ကုဏရထားတယ်အမတန်သားမီးပြားလေးကိုဥမာမှာကြက်တောင်လေးတစ်ခုကိုအမြင်လေးယူပြီးစိတ်နေတော့စိတ်လိုက်လို့ရှိရင်ဘာကြောင်မလို့မြန်အဲ့ဒါလေးကိုအဝေးကနေပြီးလေးနဲ့ပြတ်မှဆိုမှောင်ပြတ်နိုင်မှာဟောသိငယ်နေသိငယ်နေတော့ဥက္ကမေမလွယ်ဘူးပေါ့ဗျာအဲ့ဒါမှောင်ပြတ်နိုင်တယ်လို့ပဲတဲ့မင်းတို့မိမိယုံနာဖြစ်ပျက်ကိုတစိမ့်ပြင်မလို့မြင်ပြီးဆိုမှဖြင့်ဩဒါသူ့သဘောနဲ့သူဖြစ်နေတယ်တစိမ့်သဘောတိုင်းဖြစ်ချင်လို့ဖြစ်နေတာကိုလို့ခင်ဗျားတို့မြင်နိုင်လို့ရှိရင်ဖြင့်အဲ့ဒါသွားမိရမှန်တာပဲနတ္တညာစိတ်ရသွားတာပဲဘာရသွားတာနတ္တညာစိတ်ရဩတေဗုဒ္ဓမာလာတရားဓမ္မတို့မှန်ပါဗျာဒါဖြင့်ဒီနေ့တရားတွေတရားဓမ္မတို့အလုစကံတက်တဲ့ကိုပြောတာမာယာနီတောင်မဆွတ်သေးဘူးမာယာနီကြားနေတယ်ဥပ္ပမောင်ကမှန်ပါပါဒီနေ့ကအဲ့ဒီဝစားဆိုးနေမှကဲဒါဖြင့်တရားဓမ္မတို့တရားလည်းသိတော့မှာပေါ့ခင်ဗျားတို့ဘယ်အမြင်ဒီအမြင်မှန်ပါလိမ့်တစိမ့်မြင်မြင်အမြင်မှန်ရပြီတစိမ့်မြင်မြင်မှအမြင်မှန်ရလို့ရှိရင်ဖြင့်တယထဘုဒ္ဓညာရှင်းမလားဒီတစိမ့်ကိုသို့တော်လဲဝိပါကဝေါကောင်ဖြစ်နေတော့ဒကာဓမ္မတွေကဒါကြည့်လိုက်တိုင်းပဲဒီစိမ့်နဲ့ပြောတာပြောရတာတဲ့သေချာပြောက်သွားတာကသူ့ဟာသူဒုက္ခရောက်နေတဲ့ရုပ်ရောနာရောပြောက်သွားပြတ်မလားဒါရုပ်နာပြောက်တော့ဘာခေါ်ကြနိဗ္ဗာန်တဲ့သဘောကျကြပါလားဒါဖြင့်ဒစိမ့်မြင်အောင်ကြည့်ဒစိမ့်မောအောင်ကြည့်ဟုတ်လားဒစိမ့်နဲ့လုံးဝမကောင်းကျင်တဲ့စိတ်ပေါ်အောင်ကြည့်ကြည့်လိုက်ရင်ဒါမဉ္ဇဉ်ဖြစ်တာပဲရှင်းမလားသာဓုသာဓုသာဓုပါဗျာ